တယောက်နှစ်ခုနှစ်ဆင့်တင်နေကကျွန်တော်ရန်ကုန်ကပုံကျောင်းတွေကိုတရက်ကတော့ခဲ့တယ်ဘလော်လေးပါနော်ဒါလေးကတော့ကျွန်တော်သွေးစီကဏ္ဍကကျွန်တော်ပုံကျောင်းကိုအရင်ဆုံးစသွားတာပါပုံကျောင်းအဝင်လမ်းလေးကနည်းနည်းကျင်တော့ကားတွေနဲ့ပြိတ်ပြီးတော့တန်းစီနေတာပေါ့နော်ကျွန်တော်တို့ကအထဲကိုလမ်းလျှောက်ပြီးတော့ဝင်ခဲ့တယ်ပေါ့နော်အထဲဝင်မှာတော့တော်တော်ကြီးကျယ်ပါတယ်ကျွန်တော်ဒီမှာကျောင်းဆောင်တွေနဲ့အများကြီးကျွန်တော်တွေ့ခဲ့တယ်နှစ်ဆန်းတရက်နေ့ဆိုတော့ကျွန်တော်တချို့ဆိုရင်ဆိုင်တွေရုံးနေပိတ်ပြီးတော့လာရောက်ကြောကြလို့ကျွန်တော်ကားတွေလည်းအများကြီးတွေ့ခဲ့တယ်ကျွန်တော်လာရောက်ကြောတဲ့လူတွေတော်တော်များများတွေ့ခဲ့တယ်ပေါ့နော်ကျောင်းမှာဖျားကြောဖို့အတွက်ကျွန်တော်တို့ကဖျားခန်းကိုသွားနေတာပေါ့နော်ဒီတစ်ပတ်လေးကျောင်းဆောင်တွေတော်တော်များများလည်းတွေ့ခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဖျားကြောတဲ့ဖျားခန်းပေါ့နော်အဲမှာဆိုရင်ကျွန်တော်ချင်းလေးအကားပွဲလေးတွေကလာရောက်စံတင်မှာလာရောက်ကတော့ရင်းနေပေါ့နော်ဒါအလှကတာလေးကြည့်ရှုနေတဲ့ကြည့်ရှုတဲ့လူတွေနဲ့တော်တော်များများတွေ့ခဲ့တယ်ပေါ့နော်ပြီးတော့ဘုံကျောင်းမှာကျွန်တော်တို့တက်တော့ကြာတယ်ကြော်ပုံပြီးကြည့်တာပါကိုအဝစားလို့ရပါတယ်ကျွန်တော်တို့အဝကိုစားခဲ့ရပါတော့ပြန်စားလည်းကောင်းခဲ့ပါတယ်ဒီတက်တော့ကြာတဲ့ကြော်လေးတွေပါပြီးတော့ကျွန်တော်တို့စားပြီးတော့ဖျားခန်းကိုကျွန်တော်တို့ပြန်လာပြီးတော့ကျွန်တော်ပြန်ခေါ်ကြတယ်ပေါ့နော်ကျွန်တော်တို့လာတဲ့အချိန်မှာတော့ဖျားခန်းမှာလူလေးနည်းနည်းကျဲသွားတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ဒီအကောက်ပွဲပေါ့နော်ကျွန်တော်တို့စက်တင်မှာပုံစံကိုဖျားလာကတော့ရင်းနဲ့တို့လာကပြကြတာလေးပေါ့နော်ကျွန်တော်ဒီလိုရိုက်ကြတာလေးပေါ့နော်ခါလာလေးလည်းရန်စားပါတယ်ချင်းတွေကောင်းနေတယ်ရန်စားပါတယ်ကျွန်တော်ဒီပုံကြောင်းပြီးရင်နောက်ပုံကြောင်းတစ်ခုကိုဆက်သွားမှာဖြစ်ပါတယ်เนาะဒါတော့ကျွန်တော်ကဘာကြီးပြန်တဲ့ဘောပုံကိုင်းပုံကြောင်းကိုကျွန်တော်ရောက်ပြီးတာပေါ့เนาะပုံကိုင်းပုံကြောင်းမှာလည်းကျွန်တော်တို့လည်းများပါတယ်ကျွန်တော်လည်းဒီစနေနေ့ကိုဒီနှစ်မှကျွန်တော်ပေါင်းဆုံးရောက်ပူတာဆိုတော့အားမှလည်းလို့ခဏခဲ့ပြီပေါ့เนาะအခုတော့တော်တော်ကလာကလေးတွေတော်တော်များတယ်ကျွန်တော်လည်းဝင်ပြီးကြောခဲ့တာပေါ့เนาะဒါဆိုရင်ချင်းလေးဖွဲ့လေးလည်းကျွန်တော်တွေ့ခဲ့တယ်ပြီးတော့ဒါဒီနေရာကတော့ကျွန်တော်တပ်ပုံရေးကြတာပေါ့နော်အတ္တရတပ်ပုံရေးကြတဲ့နေရာလေးပါဒါတွေကတော့ကျွန်တော်တို့တန်းစင်နေတာပေါ့နော်အထက်မှာသူအဆောင်အထက်မှာကိုစားကျင်တာကိုဘူဖေးပုံစံမျိုးပေါ့နော်ပေးချင်စားလို့ရတယ်ဒါနဲ့အဆောင်လေးရောက်ဖို့အတွက်ကိုတော်တော်ကြီးတန်းစီရမယ်ပထမဝင်တန်းစီဖို့စဉ်းစားခဲ့တယ်တိုင်းလေးပြန်မဲ့အချိန်နဲ့တန်းစီရမယ်ကြာချင်းနဲ့ပြီးတော့အတွက်ကျွန်တော်ဝင်တန်းစီခဲ့ပါဦးနော်နေဖို့အတွက်လောက်ကားလေးလည်းရန်လာပါနော်ပုံကြောင်းမှာကတော့ပြီးအမှတ်တရတပ်ပုံလေးကြိုက်ပြီးတော့ကျွန်တော်တို့ပြန်လာခဲ့တယ်ပေါ့နော်ဒါလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်